အင်္ဂါသားနဲ့အင်္ဂါသမီးပေါင်းဖက်ထားတဲ့ဇနီးမောင်နှံအတွေ့ဒါကဂယုပြုစရာနည်းနည်းတော့များမယ်။ဘာလို့လဲဆိုရင်အင်္ဂါနေနံတူချင်းပေါင်းရင်အိမ်အောင်ရေးသည်အလွန်အားကောင်းနိုင်တယ်လို့အလွန်ပူလောင်နိုင်တဲ့အခြေအနေမျိုးမှာရှိတတ်ပါတယ်။ဇာမဏီသဘောအရဆိုရင်ဇာမဏီကဒီအတွဲကိုကြိုက်။ဘာလို့လဲဆိုရင်ကောင်းတာများတယ်လို့စိုးတာလည်းများတယ်။ကြံ့ကြံ့ခံနိုင်မှုနဲ့ညံပြေးဖို့လိုတယ်ဒါဆိုရင်အားအကြီးဆုံးဆုံးပဲဖြစ်မယ်နော်အင်္ဂါတွေရဲ့သဘောတဘာဝကပြောရင်ပြက်တယ်လုပ်ရင်ရဲတယ်သူတို့ကြောက်တဲ့အရာကမရှိသလောက်သူများရဲ့လွှမ်းမိုးမှုကိုမခံဘဲကိုယ်တိုင်ရက်တီအောင်မြင်နိုင်တဲ့အိမ်အောင်ရေးမျိုးလည်းဖြစ်တယ်စိတ်တူကိုယ်တူနှစ်ယောက်ပေါင်းလိုက်ရင်စီးပွားရှာရမှာရောအခက်အခဲရင်ဆိုင်ဖြည့်ရှင်းရမှာရောခွန်အားကနှစ်ဆဖြစ်ပါမယ်နော်မကောင်းတဲ့ချက်တွေကိုပြောမယ်နော်အင်္ဂါနှစ်ဦးပေါင်းဆက်ခြင်းသည်အပူနဲ့အပူပေါင်းစပ်မှုဖြစ်ပါတယ်။များသောအားဖြင့်အင်္ဂါတွေကစိတ်မြန်ဒေါသထွက်လေတယ်။စကားများရင်နှစ်ဦးစလုံးတစ်ပြိုင်နက်ဒေါသထွက်တတ်တဲ့အခါပြဿနာကအလွယ်တကူမငြိမ်းတော့ပါဘူး။သူမှန်တယ်ကိုမှန်တယ်တွေကိုအယူဆကိုအတင်းဆုပ်ကင်ထားတာမျိုးတွေအလျှော့ပေးလို့စိတ်သီးခံစိတ်နဲတာမျိုးတွေဖြစ်တာများရင်ရေရှည်မှမလွယ်ပါဘူးနော်။အိမ်အောင်ရေးတာယာစေရဲ့ပထမဦးဆုံးကတာဝန်ခွဲယူပါသူ့တာဝန်ကိုတာဝန်ခွဲထားပါတယောက်တာဝန်ကိုကြံတယောက်ကဝင်မဆွတ်ဖက်ပါနဲ့အပြစ်တင်တာမျိုးမလုပ်ဘဲအကောင်းမြင်ပြီနော်ကိုတာဝန်ကိုကြည်ဖို့တော့လိုပါတယ်စကားများပြီဆိုတာနဲ့တဦးကချက်ချင်းနှုတ်ဆက်ပြီးအလျှော့ပေးလိုက်ပါဒေါသကိုထိတ်ချုပ်ခြင်းဟာဒီအိမ်အောင်ရဲ့အဓိကတော့ချက်ဖြစ်ပါတယ်နော်စီးပွားရေးအတွက်ကလုပ်ငန်းတစ်ခုကိုနှစ်ယောက်အတူတူလုပ်တဲ့အခါတယောက်နဲ့တယောက်ညှိယူနိုင်ရင်ကြီးမားအောင်မြင်တဲ့စီးပွားရေးတိုးတက်မှုရပါမယ်။အဲ့လိုမှမဟုတ်ရင်သူစီယာငါစီယာဒါမျိုးတွေအစင်မပြေလှပါဘူး။ငွေကြေးထက်လူအချင်းချင်းမပြေတာကိုပြောတာနော်။အကျိုးပေးလုပ်ငန်းတွေကလျှက်စစ်လုပ်ငန်း၊စောက်လုပ်ရေးလုပ်ငန်း၊စက်ပစ္စည်းနဲ့ရင်ရောင်းဝယ်ရေးကြီးလုပ်ငန်းတွေကအကျိုးပေးနိုင်ပါတယ်။ရရန်အနေနဲ့အပူကြိုကိုလျှော့ချရန်အင်္ဂါတော့မှာဇော်ပန်း၊စပယ်ပန်းလှူဒန်းမှာလျှက်စစ်မီးများကိုပြင်ဆင်လှူဒန်းခြင်းသည်အပူရှိန်ကိုအေးစေပြီးမြစ်တာဓာတ်ကိုပွားများစေနိုင်ပါတယ်။